โอเคဒေါ်လာပမာဏကဆိုရင်22.85ဒေါ်လာရှိတာပဲဖြစ်ပါတယ်ဒီထက်ကနေကျွန်တော်က20ဒေါ်လာထုတ်ပြပေးသွားမှာဖြစ်ပါတယ်20ဒေါ်လာထုတ်မဲ့ဆိုရင်ကိုလူတို့အနေနဲ့ဒီပေးပတ်ကလောကစီစာမလို့ဘူးပေါ့နော် KB ဝပီတို့နဲ့ပတ်စံပြန်လဲထုတ်လို့ရမှာဖြစ်ပါတယ်โอเคကျွန်တော်ကတော့ဒီညလေးမှာဒီဒေါ်လာ20ကိုထုတ်ယူမှာမဟုတ်လို့ဒေါ်လာ20လေးကိုတစ်ချက်ထားလိုက်မှာဖြစ်ပါတယ်ပေးပတ်လေးကိုတစ်ချက်ရွေးပေးထားပေါ့နော်ဒီအောက်ကချက်အောက်ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပေးပတ်ကဖွေထားတဲ့ Gmail လေးကိုတစ်ချက်ထည့်ပေးလိုက်မှာဖြစ်ပါတယ်โอเคဒီလိုထည့်ပေးလိုက်ပြီဆိုရင်ကိုဒီအောက်ကချက်အောက်နောက်ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုနှိပ်ပေးလိုက်ပြီဆိုကျွန်တော်တို့ရဲ့ဒီပေးပတ် Gmail လေးကပေါ့နော်မှန်မှန်တေချာလေးဆက်ဆေးပေးပါပတ်ကြိုက်ပြီဆိုရင်ဒီအောက်က cover ဆွဲနေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာ cover ဆွဲနေရာလေးကိုထပ်မှနှိပ်ပေးလိုက်ပါဟုတ်ပြီကျွန်တော်တို့ရဲ့ထုတ်ယူထားတဲ့ဒီဒေါ်လာပမာဏလေးကဆိုရင်ဒီမှာ under review အနေနဲ့သူကပြပေးမှာဖြစ်ပါတယ်82နာရီအတွင်းမှာကျွန်တော်တို့ရဲ့ဒီ PayPal အကောင့်လေးထပ်ကိုပတ်စံဝယ်လာမှာပဲဖြစ်ပါတယ်โอเคဒီမှာဆိုရဲကျွန်တော်20ဒေါ်လာထုတ်ယူထားခြင်းကဆိုရဲဆက်ဆက်ဆိုပြီးတော့ပြနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ note လေးကိုလည်းကျွန်တော်တစ်ချက်ဝေပြမယ်ပေါ့နော်ဒီမှာဆိုရဲလည်းပဲကျွန်တော်တို့ရဲ့ PayPal အကောင့်လေးထက်ကိုဒေါ်လာ20ကလောက100%ရောက်စီလာကြောက်ကိုလူတို့အနေနဲ့တည်တည်နဲ့တကွမြေတွေ့ရမှာဖြစ်ပါတယ်